မှာတကြီးခမရဥပဒေကိုလက်တလုံးများလှည့်စားလို့ရကြရအမှန်တရားကိုတော့ခမရလှည့်စားလို့မရဘူးဒီကိစ္စတွေအားလုံးကိုဖြေယူပြောပြလို့ကျုပ်အားလုံးသိဖို့ကောင်မိုးကြီးလည်းသိမိုးတူမိုးဟဲ့ကမင်းမဟုတ်တာရှောက်ပြောနေနော်မင်းကအသေးကဘတရားခေါ်လိုက်မှာဒီမှာတကြီးခမရတကြီးပဲဗျာအခုချိန်မှာအမှားတရားကြီးဆိုပြီးအမှန်တရားပြောက်ွယ်တယ်ဒါပေမဲ့မဟုတ်မခံဖုံးမှန်ဆိုတဲ့ကောင်အမှန်တရားဘက်ကရက်တည်ဒီအမှုမှန်ကိုလည်းပေါ်အောင်ကျုပ်လုပ်ကြအဲ့တော့ခင်ဗျားတော့တက်လိုက်ကွာမင်းမပြောရတယ်ဟဲ့မင်းခင်ဗျားတက်တယ်ငါကိုယ်တိုင်ကြည့်ရကွာဟဲ့မင်းညို့မင်းကြောစားမှာတက်ပြီးထွက်ပြေးသွားတယ်ဒီစက်ကြီးကိုမစိုးစားနဲ့တော့ဟဲ့ဟာကျုပ်ကဘာဖြစ်လို့ခင်ဗျားတက်မှာလဲမင်းတို့တွေငါ့ကိုမတရားမဆွဆွဲနဲ့နော်ဟဲ့ပုံမမင်းကူတော့ဘာတတ်နိုင်လဲဟမ်ငါ့ကိုမတရားဆွဆွဲခြင်းတဲ့ကောင်ခုတော့မင်းလူတက်တရားခံဖြစ်နေပြီမဟုတ်လားတကြီးခမရအာနာရှိတယ်အင်အားရှိတယ်ဆိုပြီးတော့ကျုပ်ကမတရားမဆွဆွဲနဲ့ကျုပ်ကတရားခံမဟုတ်ဘူးဒါမတရားခံရတာဗျမင်းအဲ့ဒါရှင်းပြချင်းကတ်တဲ့ကြောင်ရှင်းပြတောက်တယ်အဲ့ကောင်ဖမ်းတာကွာဒီမှာတွေ့တာခင်ဗျာသမီးရဲ့တက်မသေးချင်ဘူးဆိုရင်ရောက်တယ်ဒီလိုနဲ့ထားလိုက်တော့ငါပြောနေတယ်မတွေ့လားယူမင်းငါတော့ကိုအေးစေးလိုက်တယ်မင်းမဲ့တော့မစိုးရဘူးငါအာမအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ငါတာဝင်ဟာဘာကြီးကြလဲဆက်နေကွာဆက်နေစားဟုတ်မယ်你妈不能我哭了哭了嘞。你个咕噜我看不老实了些，你别打讲，我骗到嘛不？哦，怕嘞，你看你别丢些么啥嘢了，哭了么上街啦，不啦？是喂，好蛮说人啊，我好大慢慢那苦钱你苦慢不了够，你这个路啊，马路开没说嘞，现在人得你俺嘛是的哈。说了些嘞，听你得点么，你先上来嘞。我不能我这三个老不要特别啦嘞。听你啊，得打，我讲没得打哈。没得打。